အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြမယ့်အကြောင်းအရာလေးကတော့ Samsung အဝတ်စော်စက်တီမှာဖြစ်တတ်တဲ့ error 5 မျိုးကိုအများဆုံးဖြေရှင်းနည်းလေးပဲဖြစ်ပါတယ်ခင်ဗျာပထမကျွန်တော်တို့ error 1အနေနဲ့ကုတ် 4E လေးပေါ်လာရဲဆိုလို့ရှိရင်သူကရေမဝင်ခြင်းပြဿနာလေးဖြစ်ပါတယ်သူ့ရဲ့ဖြေရှင်းနည်းလေးကတော့ကျွန်တော်တို့ရေပိုက်ဖွင့်ထားရလားကျွန်တော်ချက်စစ်ပေးပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီနောက်မှာပါတဲ့ inlet filter လေးရဲ့မှာ inlet filter လေးမှာကျွန်တော်တို့အမုံအနေကြီးစသည်အဖြစ်ကက်ရှိနေရာလေးရှိရဆိုလို့ရှိရင်ကျွန်တော်တန်ရှင်းလေးလုပ်ပေးပါနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ရေဝင်နေတဲ့ပြဿနာရေဝင်နေလို့ကျွန်တော် pressure နေတယ်ဆိုလို့ရှိရင်လည်းသူကဒီ error code full e လေးကပေါ်တတ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ရေ pressure နေတဲ့အနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ auto pressure ပန်းလေးတွေအသုံးပြုပေးလို့ရပါတယ်ခင်ဗျာ error 2 code အနေနဲ့သူက 5e လေးဖြစ်ပါတယ်သူကကြတော့ကျွန်တော်တို့ရေစိုးမထွက်ခြင်းဖြစ်ပါတယ်ရေကန်ထဲမှာစက်ထဲမှာကျွန်တော်ရေတွေစုနေမယ်မထွက်ဘူးဆိုတဲ့ပြဿနာလေးပါရေထုတ်ပိုက်ကနေပိတ်နေလားကျွန်တော်စစ်ပေးပါရေစိုးထွက်အပေါက်ဝတွင်အမွှေးအမြင်စသည်အငြိကြီးများရှိပါကကျွန်တော်တန်ရှင်းလုပ်ပေးဖို့လိုအပ်ပါတယ် error 3 ကုတ် UE လေးဖြစ်ပါတယ်သူကတော့ unvalent လုပ်လေးဖြစ်ပါတယ်စက်ကအတန်မြည်ပြီးတော့ရက်သွားတာမျိုးသူကဘယ်လိုနေထားရင်မှကျွန်တော်ရက်လဲဆိုလို့ရှိရင်အဝတ်တွေကိုကျွန်တော်ညီညာအောင်ထည့်ထားခြင်းမရှိတာမျိုးပြီးလို့ရှိရင်ကျွန်တော်တို့အဝတ်တွေကိုအများကြီးထည့်တာမျိုးနောက်တစ်ခုအနေနဲ့ကျွန်တော်တို့အဝတ်စော်ဇက်ရဲ့အောက်ကကျမ်းပြင်နဲ့အဝတ်စော်ဇက်ကညီညာမှုမရှိတော့ကြောင့်ဖြစ်ပါတယ် error 4ကုတ်အနေနဲ့ကျွန်တော်တို့ DE လေးဖြစ်ပါတယ်သူကတော့ door sensor လေးပါအဖုံးကိုကျွန်တော်တို့ကောင်းကောင်းမပိတ်မိတာမျိုးကျွန်တော်တို့အဝတ်အစားတွေကိုတေချာမထည့်မိတဲ့အခါမှာဒီတကားနဲ့ကျွန်တော်တို့ဒီ drum နဲ့ကြားမှာညက်နေတာမျိုးဆိုလို့ရှိရင်လည်းသူကဒီ error လေးကပေါ်တတ်ပါတယ်အဲ့တော့ကြောင့်ကျွန်တော်တို့ကညက်နေခဲ့တဲ့အဝတ်အစားတွေကိုကျွန်တော်တို့ drum နဲ့ကိုတေချာပြန်ထည့်ပြီးမှတကားလေးကိုတေချာပြန်ပိတ်ပေးပါ error 5ကျွန်တော် code SE စင်စာ error လေးပဲဖြစ်ပါတယ်သူကကြတော့ကျွန်တော်တို့ရေပမာဏရဲ့အဝတ်ထည့်တဲ့ kg ကိုမဖတ်တဲ့စင်စာ error လေးပဲဖြစ်ပါတယ်သူ့ကိုဘယ်လိုဖြေရှင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ power ခလုတ်လေးကိုပြန်ပိတ်လိုက်ပါပြီးရင်ပြန်ဖွင့်ပြီးပြန်သုံးပေးပါတကယ်လို့မှအဲ့လိုမရခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော် power reset ချတဲ့အနေနဲ့ power plug ကိုဖြုတ်ပြီးတော့9မိနစ်လောက်နေမှကျွန်တော်တို့ပြန်တက်ပြီးတော့ပြန်သုံးလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်အခုပြောပြပေးခဲ့တဲ့ error phishing 5ချက်ကတစုံတရာမှာကျွန်တော်တို့အကျိုးရှိမယ်လို့ညွှန်လင့်ပါတယ်နောက်ဗီဒီယိုဒီမှာလည်းပြန်လည်ဆုံတွေ့ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ